ယင်းညကမှ Frankfurt နဲ့ Bayern Munich ပွဲကိုတပွဲကောင်းပြောပြီးပါမှာအားလုံးပဲမင်္ဂလာပါကျွန်တော် FND7 ပေးရနေပြန်လဲကြိုဆိုလိုက်ပါရနော်အဲ့တော့မင်းညတော့ကျွန်တော် Championship က Middlesbrough နဲ့မိကိုပွဲမှာ9ပေါ်မလို့တော့ကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ brother တော့အားလုံး9ပေါ်နဲ့ဆင်ပြေခဲ့တယ်ပေါ့အဲ့တော့မင်းညဒါကျွန်တော်ရဲ့ VMB ရောင်းပွဲ2ပွဲတော့all win ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ညမှာလည်းဒါကျွန်တော်ရဲ့ဒီစနေနေ့ညမှာလည်း VMB ရောင်းပွဲရှိပါတယ်နော်ဆက်သွယ်ခြင်းတန်းကြီးကိုဒါကျွန်တော်ရဲ့ဒီ Telegram feature တွေကနေဆက်သွယ်လို့ရလို့ဒါကျွန်တော် Facebook page bio မှာ Viber နံပါတ်တင်ထားပြီးရနော်အဲ့ဒီနံပါတ်နဲ့ဆက်သွယ်လို့ရပါတယ်ကျွန်တော်ဒီ feature တွေတော့ဒါကျွန်တော် comment အောက်မှာ link ချတာပဲနော် join နေကြီးကိုလေး join တာပါအဲ့တော့ဒီနေ့ည7နိုင်မှာကမှကျွန်တော်ဒီ Bundesliga Frankfurt နဲ့ Bayern Munich ပွဲမှာတော့ဒါကျွန်တော်ဒီအဝေးက Bayern Munich က160 body ဈေးနဲ့ goal ball ဈေးကတော့360ဆိုတဲ့ဈေးတန်းမျိုးဖွင့်နေတာပေါ့နော်အဲ့တော့ Bayern Munich ကအဆင့်1မှာရပ်တည်နေပြီးတော့ဒီ Frankfurt ကတော့ဒါကျွန်တော်အဆင့်10မှာရပ်တည်နေတဲ့အသင်းပေါ့နော်အမှန်တိုင်းကျွန်တော်ပြောရရင်ဒီပွဲကကျွန်တော်နှစ်သိန်းလုံးတော့ကအမှန်မလို့အဲ့တဲ့ပွဲမျိုးလို့ဒါကျွန်တော်မြင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ Bayern Munich ကသူ့အနေထားကဘလို့စစ် Bundesliga မှာ Champion ဖြစ်ဖို့ကလာလာကောင်းပါဘူးနော်။ဒီနေ့ Bundesliga မှာလည်းသူ့ဆင်နိုင်တဲ့အသင်းလည်းမရှိဘူး။လက်ရှိဒုတိယနေကဒေါမွန်နဲ့ကိုမဖြတ်လာတဲ့အနေထားမျိုးကတော့ဒီပွဲမျိုးကတော့ဒါသူ့အနေနဲ့ကတော့အမှတ်မလို့တော့ပွဲမျိုးလို့ဒါကျွန်တော်ပြောလို့ရတာပေါ့။ဘာကြောင့်လဲဆိုတော့နောက်ပွဲရဲ့ Champion လေးရှိနေတဲ့အတွက်ကြောင့်ပေါ့။ကျွန်တော်ဒီအဲ့တဲ့ Frankfurt ကိုပြန်ကြည့်မှဆိုအဲ့တဲ့ Frankfurt ကလည်းဒီဥရောပဝင်ခွင့်တော့ဟိုမြောက်ဒီမြောက်ဖြစ်နေတဲ့အနေထားမျိုးပေါ့နော်။ဒါပေမဲ့လည်းသူ့နေကတော့ဒီကျွန်တော်နောက်ပွဲတဲ့သူလည်းဒီ Uvalli မှာ Celta Vigo နဲ့ကံမှအနေထားမျိုးရှိနေတာပေါ့နော်။အဲ့တော့ဒီညပွဲမှာတော့ဒါကျွန်တော်ဒီကိုပေါင်းစည်းလို့တော့ဒါကျွန်တော်မပြောတော့ဘူးเนาะကျွန်တော် body ဈေးတန်းဘက်တာကျွန်တော်လှည့်ပြီးရွေးချယ်ပြီးပါတော့အဲ့တော့ Bayern Munich ဒီညကြေးအောင်မလားပေါ့เนาะBayern Munich ကြေးအောင်လားရှိ Bayern Munich လက်ရှိဖွင့်လာတဲ့ body ဈေးဒီ1060ဈေးတန်းကတော့ဒါကျွန်တော်အနေနဲ့ကတော့ဒီပြင်းနေမဆိုလို့เนาะပြောတယ်လို့မဆိုပေးထားတဲ့ဈေးတန်းတစ်ခုလို့ဒါကျွန်တော်မြင်တာပါเนาะအဲ့တော့ကျွန်တော် Bayern Munich အခြေအနေကိုကြည့်ရရင် Bayern Munich ကဒီညမှာတတိထားမှာတခုကဘာဖြစ်လဲဆိုတော့ဒီနောက်ပွဲကဒီ Champions League Blue ကြီး view မထွန်းတဲ့ကံဖို့နေထားစီเนาะနောက်တစ်ချက်ကသူ့မှာကအာရီကိန်းတို့ player မျိုးတွေနားနေတာဒီညပွဲမှာလည်းမပါနိုင်ဘူးလို့သိတာပေါ့နော်ကျွန်တော်မြင်ရတော့ဒီထွက်လာတဲ့ day ကတော့ UNL ပွဲလည်းမပါနိုင်ဘူးလို့သိတာအနေထားမှာတော့Bayern Munich အနေနဲ့ကတော့အရန်လူနဲ့ပဲထွက်လာဖို့ညားတာပေါ့နော်တစ်ဖက်ကျွန်တော်တို့ဒီ Frankfurt ကိုပြန်ကြည့်ရင် Frankfurt ရဲ့ခြေစွမ်းကအိမ်ဝင်ကစားပုံတွေကမဆိုးဘူးเนาะဒီကဒီအိမ်ဝင်ဆုံးပွဲနှစ်ပွဲပဲရှိသေးတယ်သူ့အနေနဲ့အဲ့တော့ဒီညမှာတော့ Frankfurt ကအမှန်တိုင်းပြောတော့ Bayern Munich ကိုတော့ဆင်တော့မနိုင်ဘူးဒါပေမဲ့ဒီသူ့အနေနဲ့လည်းနောက်ပွဲUvalli ရှိတယ်ဆိုပေမဲ့လည်းဒီသူ့အနေနဲ့အိမ်ဝင်မှာတော့ Bayern Munich ကိုကျွန်တော်မြင်ရတော့ဒီခံကစားလိုက်မယ်လို့ဒါကျွန်တော်မြင်တာပေါ့နော်နောက်တစ်ချက်ကရှိတာကဒီကျွန်တော်တို့ Bayern မှာဘာဖြစ်လဲဆိုတော့ Bayern Munich ကကျွန်တော်အချိတ်ပွဲတွေမှာကြေးအောင်သိတာတဲ့အောင်တာများပါပြီပေါ့နော်ဒီပေးရတဲ့ဈေးတိုင်းကကြေးအောင်သိတာတဲ့အောင်တာများတဲ့အနေထားမှာထိုးသားတော်များ Bayern ကိုဘက်ကဖို့နည်းနည်းလေးလန့်နေတယ်လို့ဒါကျွန်တော်မြင်တာပေါ့နော်အဲ့တော့ဒီညစနေနေ့ညမှာတော့ကျွန်တော်မြင်ရတော့ Bayern Munich ကြေးမအောင်နိုင်ဘူးလို့ဒါကျွန်တော်မြင်ရတော့ဘာကြောင့်လဲဆိုတော့ဒီ Champions League မှာရွေပွဲအတွက်ကိုသူအာရုံစိုက်မယ်လို့ဒါကျွန်တော်မြင်တာပေါ့အဲ့တော့ကြောင့်ဒီညမှာအရန်အနေနဲ့ပဲထွက်လာဖို့အခြေအနေရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီညပွဲတော့ဒါကျွန်တော်Asian Frankfurt body ကိုသဘောကျရတာပေါ့နော်အဲ့တော့ဒီည7နိုင်မှာကမှစနေနေ့7နိုင်မှာကမှ Frankfurt နဲ့ Bayern Munich ပွဲမှာတော့ဒါကျွန်တော် Asian Frankfurt body ကိုကျွန်တော်သဘောကျရတာပေါ့နော် brother အားလုံးအဆင်ပြေကြပါစေကျွန်တော်